ဒီနေ့မှာတော့ကျွန်တော်တို့အိန္ဒိယနိုင်ငံရဲ့အဆင့်မြင့်ဆုံးလမ်းဘေးအာလူဂျော့စီကိုတွားရောက်လည်ပတ်ကြမှာပါဒီနေရာကအရသာထက်အသက်ရှင်တန်နိုင်စွမ်းကိုပဲအဓိကဦးစားပေးတာပါအစီအစဉ်ကိုအာလူမားတဲ့ဆရာကြီးကစတင်လိုက်ပါတယ်သူ့ရဲ့ရာဇပလင်ပေါ်မှာခိုင်ခိုင်မာမာထိုင်ပြီးအာလူခွန်တွေကိုလက်ပလားနဲ့အားရပါရနှွားနေတာပါစိတ်လိုက်တဲ့အာလူတစ်စိတ်ချင်းစီကမေးခိုင်ဖို့ကကွယ်စေးကိုဂယုမဆိုင်ဘူးဆိုတာပြသနေတယ်လို့ပါပဲနောက်ကဆင့်မှာတော့အာလူတွေကိုတန့်ရှင်းခန်းနဲ့ထည့်ပါတယ်။သုံးတဲ့ရေကတော့ဒေသရင်းမိထဲကနေတိုက်ရိုက်လာတာဖြစ်ပြီးတဘာဝအတိုင်းတလက်လက်နဲ့ယုံကြည်မှုတွေတမိုင်းကြောင်းတွေအပြင်လူသားတွေမသိတဲ့အရာတွေပါပြည့်နေပါတယ်။ပြီးရင်တော့အဓိကပေါဝင်ပစ္စည်းတွေကိုထည့်ပါတယ်။ကျုံမုံနဲ့အင်္ဂဒေမုံနဲ့ဆင်တူတဲ့အမှုဖြူတွေရဲ့စက်မှုစုံမတော်တဆအမှုတွေမှာပဲတွေ့ရတတ်တဲ့လိမ္မော်ရောင်ဆိုးဆေးတွေရဲ့ပေါ့။ဒါတွေကိုအတန်ရှင်းလုံးပစ္စည်းဖြစ်တဲ့လူလက်နဲ့ပဲနေပါတယ်။ချွေးနဲ့ကန်ကြမာတွေကပေါင်းဆက်သွားတာပေါ့။စီကိုမီးပေါ်တင်လိုက်ပြီးသုံးတဲ့စီကတော့ဒေတာထွက်ရာပြီးပေါ်ရင်းနှံစီတွေပါစားဖို့မိုးကအာလူတွေကိုစီပူတဲ့လက်နဲ့ပဲတိုက်ရိုက်ထည့်ပါတယ်။ရောက်မှသုံးစရာမလိုပါဘူး။လက်အည်ပြားကမှစီနဲ့ပို့ပြီးထိတွေ့မှုရှိပါလိမ့်။နောက်ဆုံးမှာတော့စားလေးဖြူပြီး2018ခုနှစ်ကသတင်းစာဟောင်းနဲ့ထုတ်ထားတဲ့အပိုလက်ဆောင်အတော်လေးနဲ့အတူပေးလိုက်ပါတယ်။တင်ဟာအာလူကျော်စားနေတာတင်မဟုတ်ဘူး။တမိုင်းကျောင်းကိုပါပြန်လည်သုံးသပ်နေတာပါ။အနက်ရောင်ပါကင်ထုံးစတိုင်အကြဆုံးအချောတက်နဲ့ဒါဟာအိန္ဒိယရဲ့ထိတ်တန်းလမ်းလေးအာလူကျော်အရေးကြောင့်ပါပဲ။အရသာရှိရှိသုံးဆောင်လိုက်ပါ။မနေ့ပြန်အဲ့ဒါကထနိုင်သေးတယ်ဆိုရင်တော့ဒီအာလူကျော်ကအလုပ်ဖြစ်တယ်လို့ပြောရမှာပေါ့။